မြန်မာလက်ဝဲလောကရဲ့ကျိုးဝဲသခင်မာကိုစင်တို့တင်စားရတော့တဲ့အထိကနိုမီဖိုက်တာတူအဖြစ်သတ်မှတ်ထားခြင်းခံရသူအဆုံးနဲ့အဆုံးမသက်ခြင်းတို့အမြင့်ဆုံးချိန်မှာအနိုင်ယူလိုက်တဲ့ပြင်လက်ကျင်းမှုလို့ခေါ်တဲ့ training လုပ်ခြင်းကိုပါထမလုပ်ချင်တော့တာကြောင့်ကျိုးဝဲလောကကနေအပိတိုင်းအနိုင်ယူသွားတဲ့ fighter ဒီကောင်ကျွန်တော် training လုပ်ချင်တော့ training လုပ်ချင်တော့မထိုးတော့ဘူး တွင်းဆောင်လို့ပြောလိုက်တာနဲ့လက်ဝဲလောကမှာခြံလန်းလို့မထားနိုင်တဲ့တက်ကိုသက်ပင်းတပါအလဲထိုးပင်းရင်ဆိုပြီးတော့လဲတွဲမိမိကြမှာပါတွင်းမဆောက်ဆိုပြီးဖြစ်လာမဲ့ရန်နိုင်လင်းကို1982ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မူပြင်းထဲမှာမွေးဖွားခဲ့ပါတယ်။မွေးချင်းလျောက်စီးတဲ့ထဲမှာသူက9တန်းအထိတာကျောင်းနေဖူးခဲ့ပြီးစစ်တမ်းအရွယ်ကလေးကလက်ဝဲကိုစတင်ထိုးခဲ့တယ်။လက်ဝဲကရတဲ့ဒဏ်ရာတွေကြောင့်ပဲအိမ်ဆေးကနေမတက်ရဲပဲအိမ်နောက်ဖေပေါက်ကနေခွန်းတက်ခဲ့ရပါတယ်။တားရဲ့ဒဏ်ရာတွေကိုမြင်သွားတဲ့မိခင်ကစက်မကောဖြစ်ဆောင်ငိုခဲ့ရတယ်။ဒီလိုနဲ့သူ့သားကျောင်းမှမပြောတော့တာကိုသိပြီးတဲ့နောက်အဖေဖြစ်သူကမင်းကိုလက်ဝဲဆရာစီပို့ပေးမယ်လို့ပြောခဲ့။ဒါဖြစ်တဲ့တွင်းမဆောက်ကလည်းသူ့ဘာသာသွားပဲဆိုပြီးပြောခဲ့တဲ့ပြင်ဝါသနာကိုစစ်တမ်းတွေကကျောင်းကနေထွက်ပြီးရွရလက်ဝဲလောကတွေကိုချင်းစုံပြင်းဝင်ခဲ့တယ်ကျွန်တော်ပြင်တော့ကြည့်ပြီးတော့လောက်ပါမဲလည်းပဲထိုးချင်တာဆိုချင်တယ်ဆရာတွေအဖေမျိုးပြောတယ်မအဖေနဲ့ဘောတော့မတော်သူရဲ့လက်ဦးဆရာဖြစ်တဲ့ဦးမြင့်လင်းစီမှာပညာသင်ယူခဲ့ပြီးဂျားပွဲတွေနဲ့ကျိုးဝိုင်းထဲမှာအစပြုလာခဲ့အဲ့ဒီနောက်ဦးမြင့်ဝင်းစီကိုရောက်ရှိခဲ့ပြီးပညာတွေဆက်လက်သင်ယူနေ2002ခုနှစ်မှာတော့တနင်္သာရီတိုင်းကိုကိုစားပြုတဲ့ဆွေတွေစိတ်ရလာခဲ့တဲ့ပြင်တမ်းမောင်းစုံရဲ့အကောင်းဆုံးလက်ဝိသမားစုဖို့ကရန်နိုင်လေးနာမည်နဲ့စွတ်ခုနိုင်ခဲ့ဒါတွေမကတည်းပဲဆရာဖြစ်သူကသူ့ရဲ့အရေးချင်းကိုခေါ်ပြတဲ့နေတဲ့တွင်းမဆောက်ဆိုတဲ့နာမည်ကိုပါထပ်ပေးခဲ့ပြီးနယ်ပွဲတွေအထိပါလူသိများလာခဲ့ဒါပေမဲ့လည်းဆောင်ကြီးဟာသူရရှိခဲ့တဲ့အောင်မြင်မှုနည်းငယ်လေးပေါ်တာယာရင့်မှုလေးပဲ2005ခုနှစ်မှာတော့ရန်ကုန်မှာစီးတဲ့ KLN ကလပ်ကိုတငယ်ချင်းဖြစ်သူဆွေးစဲလေးအကူအဖြစ်မျက်နှာငယ်ရောက်ရှိခဲ့ဆောင်ကြီးဟာအသားမကျသေးတဲ့နယ်မြေတစ်ခုမှာ30ရာလက်ဖက်ရည်ဘိုးတော်မရှိတော့တဲ့ထီခက်ခဲပေါင်းများစွာနဲ့ရင်ဆိုင်ခဲ့ရတယ်သူ့အနေနဲ့ KLN ကလပ်ရဲ့ကိုစားပြုလည်းမထိုးရသေးတဲ့ပြင်ကလပ်ဆီယာကိုလည်းပတ်ဆက်နဲ့ပတ်သက်ပြီးမပြောရဲတာကြောင့်ကြိတ်ပိတ်ပြီးရုပ်ကလေ့ကျင့်ခဲ့ရ2005ခုနှစ်အတွင်းမှာတော့သူ့ရဲ့ပထမဆုံးပွဲဖြစ်တဲ့ရန်ကြီးအောင်နဲ့တရေကြအောင်ထိုးနိုင်ခဲ့တဲ့ပြင်သူ့ရဲ့ဘာကုန်းတွေကိုရန်ကုန်ပရိသတ်တွေကစိတ်ဝင်စားလာခဲ့အဲ့ဒီနောက်၄ပွဲလောက်ဆက်တိုက်အနိုင်ယူခဲ့ပြီးတွင်းဆောက်ဆိုတဲ့နာမည်ကမြန်မာလက်ဝဲပရိသတ်တွေကြရေးပါဆက်လာခဲ့လက်ထဲ30ရာမရှိတော့တဲ့အနေထားကနေနောက်ထပ်6လအကြာမှာတော့သူ့ရဲ့ဘဏ်အကောင့်တွေကိုပတ်စံ45တဲ့ရောက်လာခဲ့အဲ့ဒီချိန်ကပတ်စံ45တဲ့ရနေတဲ့ပမာဏမဟုတ်ခဲ့ပါဘူး2009ခုနှစ်မှာတော့တတိအောင်ကိုနိုင်ယူခဲ့ပြီးဆွေကပတ်ကိုရရှိခဲ့တဲ့ပြင်လက်ဝဲထိတ်တာမကုန်းစီဆိုပြီးပရိသတ်တွေရဲ့နာမည်ပြောက်ပေးခြင်းကိုခံခဲ့ရတယ်အဲ့ဒီကစပြီးဆောင်ကြီးဝဲဆိုရဲ့လက်ဖက်မကုန်းမှာယုံမပြည့်မကိုစိတ်ပူစရာမလိုတဲ့အထိတော်မှုလာခဲ့တယ်ဒါတွေမကသေးပဲတောင်ပြည်ယုံစောဆိုတဲ့နာမည်ပြောင်းနဲ့ဝါရီချက်ပြီးဝေးထိုးရဲ့ဂုံဘိုးကိုကုတ်ဖြုတ်ကတတိယအချိန်မှာပဲအနိုင်ရခဲ့ပြန်2010ခုနှစ်မှာတော့ဩစတြေးလျနိုင်ငံဖြစ်တဲ့ Expressive Fights ပွဲမှာထောမန်ဟစ်ဘာကာကိုထပ်ပြီးအနိုင်ယူခဲ့တယ်တွင်းဆောင်ဖို့ဂျိုဝါလောကကနေနောက်ဆုံးအနိုင်ယူသွားတဲ့ပွဲကတော့လမိုင်းမြို့မှာကျင်းပတဲ့ကျင်းလင်းအောင်တဲ့ပွဲပဲဖြစ်ပါတယ်ယခုချိန်မှာတော့တွင်းဆောင်ကဒဝဲမှာနေချရတဲ့မိသားစုနဲ့တူဘွားကိုအေးအေးချမ်းချမ်းနဲ့ဂိုးရီဆိုဖြတ်တန်းနေလိုက်ခဲ့ပြီဖြစ်ပါတယ်